ဟုတ်ပြီဒီနေ့ဆရာ my it ပေါင်းခြင်းသင်ခန်းစာကိုလာပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီ my it ဆိုတော့အနှိမ့်တန်လေးပါတိုးတိုးလေးဖြတ်ပေးပါဟုတ်ပြီပေါ်ဦးပူဆိုတာကအတန်လေးကိုနည်းနည်းလေးပြေးတယ်ပေါ့နော်ပူ my it လေးတင်လိုက်ရအတန်လေးကိုနည်းနည်းဖြတ်ချမယ်ပေါ်ဦးပူ my it ပူပေါ်ဦးပူ my it ပူနံပါတ်2ပေါ်အားပါ my it ပါပေါ်အားပါ my it ပါတော်အဲတဲ my it တဲတော်အဲတဲ my it တဲကိုအိုင်ကိုင် my it ကိုင်ကိုအိုင်ကိုင် my it ကိုင်ကိုအောင်ကောက် my it ကောက်ကိုအောင်ကောက် my it ကောက်ဒေါ်အာဒာ my it ဒါဒေါ်အာဒา my it ဒါကိုအီကီ my it ကီကိုအီကီ my it ကီကိုအဲကဲ my it ကဲကိုအဲကဲ my it ကဲဘောเอือเบื่อ my it เบื่อ my it เบื่อกวากวา my it กว่า my it กว่าตอตอ my it ต่อ my it ต่อต่อ my it ต่อจอจอ my it จอ my it จอปอเป่า my it เป่าเป่า my it เป่าปออีปี my it ปีปี my it ปีปอเอาเป่า my it เป่าปออีปี my it ปีเป่าปีเป่าปีดอโอโด my it โดดอเอเด my it เดโดเดโดเด sorry โดโดเดโดเดจออาจา my it จา my it จาจา my it จาบออาบา my it บาบาသူက line နဲ့တူတယ်ပြီးပါပြီပြန်ပြီးတော့နှုတ်ပြမယ်ปู my it ปูปา my it ป่าแต่ my it แต่กาย my it ไก่เกา my it เก่าดา my it ดากี my it กีแก my it แก่เบื่อ my it เบื่อกว่า my it กว่าต่อ my it ต่อจอ my it จอเป่า my it เป่าปี my it ปีเป่า my it เป่าปี my it ปีเป่าปีโด my it โดเด my it เดโดเดจา my it จาบา my it บาရမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဖို့ my it ပေါင်းခြင်းသင်ခန်းစာလေးဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာဘိုင်ဘိုင်ပါ